1949ခုနှစ်တွင်ကမ္ဘာကြီးသည်တရုတ်နိုင်ငံနှစ်ခုဖြစ်လာခြင်းကိုမြင်တွေ့ခဲ့သည့်တစ်ခုမှာသေးငယ်သောကျွန်းနိုင်ငံတစ်နိုင်ငံဖြစ်သောထိုင်ဝမ်ဖြစ်ပြီးအခြားတစ်ခုမှာတရုတ်မိခင်မြေဖြစ်သည့်ဤအခြေအနေသည်မည်သို့ဖြစ်လာခဲ့သနည်းခြင်းသည်ပြည်တွင်းစစ်ကြောင့်ဖြစ်လာခဲ့သည်မော်စီတုံးဦးဆောင်သောကွန်မြူနစ်များနှင့်ချင်းကေရှိတ်ဦးဆောင်သောအဖွဲ့ကြားစစ်ပွဲဖြစ်ခဲ့သည့်1949ခုနှစ်တွင်မော်သည်အောင်မြင်ခဲ့ပြီးတရုတ်ပြည်ထဲမှအရာရှိများစစ်သားများနှင့်သမ္မတအဖွဲ့ပေါ်တစ္ဆာခံကြသူ2တန်းခန့်ထိုင်ဝမ်သို့ထွက်ပြေးကြသည်ယင်းတို့သည်ထိုင်ဝမ်ကိုတကယ်သောတရုတ်နိုင်ငံဟုကြေညာခဲ့ကြသည်အမေရိကန်အဖွဲ့ချုပ်ကလည်းထိုင်ဝမ်၏ဆိုလိုချက်ကိုထောက်ခံကာကျွန်းကိုကာကွယ်ပေးမည်ဟုတာဝန်ယူခဲ့သည့်အချိန်ခင်းချင်းအနေနဲ့တရုတ်နိုင်ငံမှာဆင်းရဲနွမ်းပါးပြီးစစ်ပွဲများကြောင့်ချိနဲ့နေခြင်းဖြစ်သည့်ထို့ကြောင့်သေးငယ်သည့်ကျွန်းတစ်ခုအပေါ်စစ်ပွဲတစ်ပွဲအပြီးထပ်မံတိုက်ခိုက်ရန်မရှိခဲ့ပေတက်တန်း85နှစ်ကျော်လာသည့်အခါထိုင်ဝမ်ဟုခေါ်သည့်ထိုသေးငယ်သည့်ကျွန်းသည်စမစ်ကွန်တေတီထုတ်လုပ်ရေးအတွက်ကမ္ဘာအဆင့်အမြင့်အောင်မြင်မှုရှိသည့်နိုင်ငံတစ်နိုင်ငံဖြစ်လာခဲ့ပြီးတစ်ဖက်တွင်မိခင်မြေတရုတ်သည်အာဏာကြီးသောနိုင်ငံတစ်နိုင်ငံအဖြစ်မြင်နိုင်အောင်တိုးတက်လာခဲ့ပြီးမပြီးဆုံးသေးသည့်နှစ်နိုင်ငံကိစ္စကိုဖြေရှင်းရန်ဆုံးဖြတ်ချက်ထားနေသည်အခုလိုစိတ်ဝင်စားဖွယ်ရာတွေနဲ့ပြည့်နေတဲ့ဗီဒီယိုတွေကိုဆက်လက်ကြည့်ရှုဖို့ကျွန်တော်ရဲ့အကောင့်ကို follow လုပ်ထားနိုင်ပါတယ်နော်